ကိုယ့်ရဲ့လက်လိလက်ကားဆိုင်အတွက်ဆော့ဝဲကောင်းတာလေးတစ်ခုရှာနေတယ်ဆိုရင်ဒီမှာခဏရက်လိုက်ကျွန်တော်ဆော့ဝဲကောင်းကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်အဲ့ဒါ storm.shop လို့ခေါ်တယ် storm.shop က Google မှာ storm.shop လို့ရိုက်ပြီးကိုယ့်အကောအကောင့်ဖွင့်ပြီးသုံးလို့ရတယ်သုံးနည်းအတွက်ကို Telegram channel ရှိတယ် YouTube channel ရှိတယ်ကိုကမသိလို့မေးချင်တယ်ဆိုရင်လည်းကျွန်တော်တို့က Telegram channel ထဲမှာ service Viber link ရှိတယ်ဒါမှမဟုတ်ရင်လည်း Telegram group ရှိတယ် user အချင်းချင်းသုံးတဲ့လူတွေကကိုမေးလိုက်ရင်ပြန်ဖြေပေးလိမ့်မယ်အဲ့ဒါဆိုရင်ကိုက user ချင်းချင်းလည်းကိုအကျိုးကြောင့်မေးလို့ရတယ်flow လေးကိုကျွန်တော်တစ်ခါတည်းအဆင်ပြေအောင်ပြောပြလိုက်မယ် storm.shop ဆိုတာပစ္စည်းစင်း software အယောင်းဝယ်ပါပြီးသား POS ပါပြီးသားအဲ့ဒီခါကျတော့သူကကုန်ပစ္စည်းနေရာကနေကိုရောင်းမဲ့ပစ္စည်းသတ်မှတ်ပေးရတယ်ပြီးရင်ဝယ်ယူမှုကနေကိုရဲ့လက်ကျန်ပစ္စည်းပဲစင်းကိုထည့်ချင်တာပဲဖြစ်ဖြစ်ပစ္စည်းတစ်ဝယ်တာပဲဖြစ်ဖြစ်ဝယ်မှုနေရာနေထည့်ပေးရတယ်နောက်တစ်ခါကျတော့ရောင်းစိမ်းနဲ့ရှော့စိမ်းနေရာကနေကျွန်တော်ကရောင်းစိမ်းသတ်မှတ်ပေးရတယ်အဲ့ဒါဆိုရပြီအဲ့ဒါဆိုလက်လီရောင်းနဲ့လက်ကားရောင်းသွားကြည့်လိုက်ပစ္စည်းပေါ်နေပြီကျွန်တော်ပြင်မှာလှုပ်လို့ပဲပစ္စည်းဝယ်ထည့်ရောင်းပြီးရင်အကျွေးစင်းရှင်အကျွေးစင်းထက်အသုံးစိတ်ရှင်အသုံးစိတ်ထက်ကျန်တဲ့အားလုံးဘာမှလုပ်စရာမလိုဘူး storm.shop ကကိုယ့်အတွက်အမြဲတမ်း24နိုင်တွက်ပေးနေလိမ့်မယ်အဲ့တော့သူက free လက်သုံးလို့ရတယ် free ကအကောင့်တစ်ကောင်လုပ်ငန်းတစ်နေရာပစ္စည်းအမျိုး300အထိ free ရတယ်တကယ်လို့သူကကိုကြိုက်သလိုစမ်းသုံးကြည့်ကြိုက်သလိုမှွေးနောက်သုံးကြည့်ဒါမြန်မာနိုင်ငံကလက်လီလက်ကစိုင်တွေအလုပ်တွေအတွက်ထုတ်ထားတာငါတကယ်လို့ကိုကြိုက်တယ်ဆိုတဲ့ခါကျမှကိုကဝယ်သုံးကောက်ကို3ကျင်3ဝယ်ရင်လည်းဘယ်လောက်ကြမယ်ထင်လဲတစ်လ9000ကနေစဝယ်လို့ရတယ်အဲ့ဒါကိုအနည်းဆုံး2လကနေစဝယ်ပေးရတယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့အခုကိုစိုင်အတွက်စော်ဝဲရှာနေရဆိုရင်ဒါလေးစမ်းသုံးကြည့်လိုက်